အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့လွင်မို့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့10သိန်းဝန်းကျင်မှာဆို Oppo တွေကထွက်ရှိထားတာမကြသေးတယ်ကျွန်တော်တို့ရဲ့ဒီ Oppo A6 ဆိုတဲ့ model လေးကို review လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့တစ်ချက်တော့လိုက်ကြည့်လိုက်အောင်ပထမဆုံးချက်အနေနဲ့ဆိုလို့ရှိရင်တော့ဒါလက်ရှိဖြစ်ပေါ်နေတဲ့ကျွန်တော်ဒီ register ကိစ္စတွေရဲ့ CIR ရဲ့ဒါလမ်းကြောင်းအဆင်ပြေမှုကြောင့်မလို့နော်ကျွန်တော်ဒီဈေးနှုန်းပိုင်းမှာဆိုလို့ရှိရင်တော့ဒါပုံမှန်ဝင်ရောက်လာတဲ့ထက်ဈေးနှုန်းထက်ကိုမှပိုနေတာလေးတွေကိုတွေ့ရတယ်ဒါပေမဲ့လည်းသူဈေးနှုန်းဝင်မှာဆိုလို့ရှိရင်တော့ဒီကောင်လေးကရွေးချယ်စရာတွေမှာပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ design ပိုင်းလေးတွေက flagship ဆန်တယ်နောက်တစ်ချက်ကကျတော့သူ့မှာသုံးထားပြီးတဲ့တခြားသားလေးတွေကျွန်တော်ဒီ camera pan လေးဆိုလို့ရှိရင်လည်းဒါကျွန်တော်ဒါ Oppo ရဲ့ဒါ flagship series ပေါ့နော်589တို့မှာသုံးထားပြီးတဲ့ camera pan design လေးတွေကိုမှ inspire ယူပြီးတော့မှထုတ်ထားပေးတာတွေ့ရတယ်နောက်တစ်ခုက frame ပိုင်းမှာဆိုလို့ရှိရင်လည်း metal frame metallic frame နဲ့မှာကျွန်တော်တို့လက်ထဲမှာကန်ရတာလုံးဝကြီးကြီးလေးလေးနဲ့မှာဒီအကျန်းခံပါတယ်ဆိုတော့ hand feeling မျိုးကိုကြားတယ်ပေါ့နောက်တစ်ချက်ကကျတော့ဒီကောင်းရဲ့ဒီသုံးထားပြီးတဲ့ screen ပေါ့ screen ပိုင်း size မှာဆိုလို့ရှိရင်သူက 6.75 inch ကိုမှာ 90.6 ဒါ screen body ratio နဲ့လာတာဖြစ်တဲ့ကြောင့်မို့ screen ရဲ့ဒီ size ရေးလဲကြီးတယ်လို့ကျွန်တော်တို့ရဲ့ screen ရဲ့ပါဝင်မှုပိုင်းမှာဆိုလို့ရှိရင်ဒါလေးကတော်တော်လေးကိုမှရှင်းရှင်းလင်းလင်းမြင်ရတယ်ဒီမှာပါတယ်ပေါ့နော်ဒါလေးကလည်းဒါတော်တော်လေးဟိုမှာပြောင်းလဲလာတဲ့ Oppo ရဲ့ AC မှာပါတယ်ပေါ့နောက်ချက်အနေနဲ့ဆိုလို့ရှိရင်တော့သူ့ရဲ့ဒီ battery mAh မှာဆိုလို့ရှိရင်သူက 9000 mAh ပုံမှာ 45W fast charging နဲ့ဖြစ်တဲ့ကြောင့်မို့အားကိုတစ်နေ့တာလောက်AC အသုံးပြုလို့ရတဲ့ပမာဏဖြစ်တယ်ပေါ့နော် 9000 mAh ဆိုတာကပုံမှန် daily ကိုသုံးတဲ့လူမျိုးဆိုလို့ရှိရင်တော့ standby ကို daily တစ်ရက်တာလောက် AC ကောင်းကောင်းသုံးလို့ရတယ်ဒါမှပြန်သွင်းမဲ့ watt က 45W super boost နဲ့လာတာဖြစ်တဲ့ကြောင့်မို့အားကိုလည်းအကြာကြီးသွင်းနေစရာမလိုဘူးဒီချက်လေးကလည်းတော်တော်လေးအဆင်ပြေတယ်ဒီမှာပါတယ်ပေါ့နော်နောက်ချက်အနေနဲ့ဆိုလို့ရှိရင်တော့ဒီကောင်းရဲ့ဒီ screen ရဲ့refresh rate ပေါ့နော် refresh rate မှာဆိုလို့ရှိရင်လည်းဒီကောင်က120 Hz လာတယ်အဲ့ဒါမှကျွန်တော်တို့ 8G Plus နဲ့လာတာမှဒီ ColorOS နဲ့50နဲ့လာတယ်ကျွန်တော် Android 50နဲ့လာတာဖြစ်တဲ့ကြောင့်မို့ရုပ်ထွက် resolution ပိုင်းကလည်းကျွန်တော်နည်းနည်းလေးစိုးတယ်ထဲမှာပါတယ် brightness ကိုသူက1000ကျော်သုံးထားပေးတာဖြစ်တဲ့ကြောင့်မို့ color ရုပ်ထွက်ပိုင်းတွေမှာတော်တော်လေးလဲစိုးတယ်နောက်တစ်ခုကကျတော့ sub ပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီခုနပြောသလိုမျိုး125 refresh rate နဲ့လာတာဖြစ်တဲ့ကြောင့်မို့ဆက်တက်တာလေးသုံးနေတယ်ဆိုလို့ရှိရင်တော့ဒီကောင်လေးကဆက်တက်တက်လေးကိုတော်တော်လေးသုံးလို့ရတယ်ပုံမှန် daily ကိုသုံးတာ social line သုံးနေနေဆိုတော့တော်တော်ကောင်းကောင်းလေးကိုမှသုံးလို့ရတယ်ကုမ္ပဏီရဲ့ထောက်ခံချက်အနေနဲ့ဆိုလို့ရှိရင်ဒါ9နှစ်ဝန်းကျင်အထိကိုမှသူကဝယ်ယူကာသားအတိုင်းပဲ performance လုံးဝမကျပါဘူးဆိုတော့မှထောက်ခံချက်တွေရရှိတာကိုတွေ့တယ်ဒါပေမဲ့သူ့ရဲ့ဈေးနှုန်းအရမှာဆိုလို့ရှိရင်တော့ဒါ CPU ဘိုင်းအနေနဲ့ကိုက game ကို only ဆော့တဲ့လူမျိုးဆိုလို့ရှိရင်တော့ဒီကောင်လေးကဒါကျွန်တော်ဒါ gaming ဘိုင်းမှာဆိုလို့ရှိရင်တော့အရင်ဒါအားရမှုတော့မရှိဘူးပေါ့နော်ဘာလို့ဆိုတော့ Snapdragon 685 nanometer ကပုံမှန် daily လောက်နေနေဆိုပေမဲ့ကျွန်တော် game ကိုလုံးဝ FPS အများကြီးနေဆော့တက်တဲ့လူတွေအတွက်ဆိုတော့ဒါအရင်စင်ပြေးတယ်မှာမပါဘူးပေါ့နော်နောက်တစ်ချက်ကကျတော့ဒီကောင်းရဲ့ကျွန်တော်ဒီခုနပြောတဲ့ ColorOS 50ပေါ့ ColorOS 50ကိုမှကျွန်တော်တို့က Android 50ကိုအခြေခံထားတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်ဒါ Android နဲ့ကျွန်တော် OS ပိုင်းမှာဆိုလို့ရှိရင်လည်းဒါလေးက upgrade ဖြစ်တယ်ဒါပေမဲ့ဒါလက်ရှိဝယ်ယူပြီးတဲ့အခါမျိုးမှာကျွန်တော်တို့က parking တွေကတန်းဖောက်ပြီးဆိုတာနဲ့ဒါ Oppo ကုမ္ပဏီရဲ့ပြောကြားချက်အရဆိုလို့ရှိရင်တော့ဒါ ColorOS 60ကိုတခါလဲတန်းသုံးသွားလို့ရတယ် upgrade တင်ပြီးတန်းသုံးသွားလို့ရတာဖြစ်တဲ့ကြောင့်မို့ ColorOS နဲ့ကျွန်တော်ဒီ Android version ပိုင်းမှာဆိုလို့ရှိရင်လည်းလုံးဝ native ဖြစ်တယ်Oppo ရဲ့ ColorOS 60ကဒါထွက်မလာခင်တည်းကလုံးဝနာမည်ကြီးတယ်ပေါ့နော်သုံးရတာ smooth ဖြစ်တယ် AI fashion တွေအများကြီးပါလာတယ်ပုံမှန်ထက်ပုံမှန်သုံးရတာရိုးရှင်းလာတယ်ဆိုပြီးတော့မှအရင် recommend ပေးကြတယ်ဒါမျိုးကိုလည်း Oppo A6 မှာတခါတည်းupgrade တင်ပြီးတော့မှသုံးသွားလို့ရတယ်ဒီဘိုင်းကြီးကတော်တော်လေးမိုက်တယ်နောက်တစ်ခုကကျတော့ကျွန်တော်ဒီပုံမှန်ဆို A6 series တွေမှာကကျွန်တော်ဒီ Windows series မှာပါတယ်ပေါ့နော် IP rating ကိုထည့်သွင်းပေးထားတယ်ပုံမှန်အရင်တုန်းကသုံးခဲ့တဲ့ဒါ A series မှာဆိုလို့ရှိရင် IP54 64ဒါ65ဆိုတာအများဆုံးလာခဲ့တယ်ဆိုပေမဲ့ဒီကောင်လေးမှာကျတော့ IP69 rating ကိုသုံးပေးတာဖြစ်တဲ့ကြောင့်မို့ဒါ9ပေလောက်မှာဆိုလို့ရှိရင်သူက9ခွက်တိတိရေးစိန်ခံတယ်ဆိုပြီးတော့မှကုန်ကြီးကနေပြီးတော့မှဒါကြီးညာထားတယ်ပေါ့ IP rating 69ပြုံမှာကျွန်တော်ဒါဖုန်းနဲ့ရေးတယ်ခံနိုင်တယ်မှန်သားပိုင်းကလည်းကျွန်တော်ဒါပုံမှန်ထက်ကိုမှအရင် ACG ကိုထွက်ခဲ့တယ်လို့ပဲအကျန်းခံတယ်ဆိုတဲ့ကြောင့်မို့လုံးဝ daily ကိုမှအကျန်းမတန်းသုံးတတ်တဲ့လူမျိုးတွေဒါပုံမှန် daily ကိုမှ error ကင်းလေးနဲ့ဟိုမှာကျွန်တော်ရေရှည်သွားနေတဲ့လူတွေအတွက်ဆိုတော့ဒီဖုန်းလေးကတော်တော်လေးအဆင်ပြေတယ်ပြင်မှာတော့ပါတယ်RAM အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်နှစ်စားထွက်ရှိပေးရတာကိုတွေ့တယ် RAM က8128လာတယ်825ချစ်လာတယ်ဈေးနှုန်းကတော့ gift ပေါ်မူတည်ပြီးတော့မှအပြောင်းလဲလေးဖြစ်သွားနိုင်တယ်ပေါ့လက်ရှိမှာဆိုလို့ရှိရင်ကျွန်တော်ဒါထွက်ထားတာကတစ်လဝန်းကျင်လောက်ပဲရှိသေးတာဟိုမှာလက်ရှိမှာဆိုင်နေမှာလည်းတော်တော်လေးလည်းရောင်းရတယ်သူဈေးနှုန်းဝန်းကျင်မှာဆိုလို့ရှိရင် price to performance ကောင်းတယ်လို့လည်းပြောရမယ်ပေါ့ဘာလို့လဲဆိုတော့ဒီကောင်တွေက global version နဲ့လာတာဖြစ်တဲ့အကြောင်းကိုလမ်းကြောင်းနဲ့ဝင်တဲ့အပိုင်းလေးတွေကျွန်တော်ခုနပြောတဲ့ဒီ register ဘိုင်းတွေ CIR တွေကတော့ဒါပုံမှန်ဈေးနှုန်း China version တွေနဲ့မတူဘဲနဲ့ဈေးနှုန်းဘိုင်းကတော့ပုံမှန်ထက်ကိုပိုနေတာလေးကိုတွေ့ရတယ်ဒါပေမဲ့ global version ရတာဖြစ်တဲ့ကြောင့် global မှာလုံးဝသိချလက်ချသိချလက်ချသုံးနေတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့ဒီကောင်လေးကတော်တော်လေးအဆင်ပြေတယ်ကျွန်တော်ခုနပြောခဲ့လို့ပဲ battery mAh 9000ကို 45W နဲ့ထည့်သွင်းပေးထားတာပဲကျွန်တော် RAM 8128နဲ့825 version တွေနဲ့လာတာဖြစ်တဲ့အတွက် data များများစုဆောင်းနေတဲ့လူဆိုလည်းပိုအဆင်ပြေတယ်ဒါကမှ game မှာဆော့မယ်ကျွန်တော် daily လေးကောင်းကောင်းလေး smooth ဖြစ်လေးသုံးနေတယ်ဆိုတော့သူ့ရဲ့ performance က Snapdragon 685 nanometer ကိုထည့်သွင်းပေးထားတာဖြစ်တဲ့ကြောင့်မို့ကျွန်တော် CPU ဘိုင်းမှာဆိုလို့ရှိရင်လည်းဒါတော်တော်လေးကောင်းတယ်ဒီမှာပါတယ်ဒါကမှနောက်တစ်ခုအနေနဲ့ဆို
ဆိုအတန်ပိုင်းမှာဆိုလို့ရှိရင်ဒီကောင်က ACD မှာဆိုအရင်တုန်းကကျွန်တော် mono speaker ကိုပဲထည့်သွင်းတာကိုတွေ့ရတယ်ဒါပေမဲ့ဒီကောင်မှာကျတော့သူက stereo speaker နဲ့ဟိုမှာအတန် volume ကို300နဲ့လာတာဖြစ်တဲ့ကြောင့်မို့အတန်ပိုင်းမှာကြည်လဲကြည်တယ်ကျယ်လဲကျယ်တာကိုတော်တော်လေးတွေ့ရတယ်အတန်ကတော့ဒါဟိုရင်တွေကဒါ Oppo ကတော့အတန်ပိုင်းမှာပြောစရာမလိုဘူးဒါပေမဲ့ဒီ CD လေးမှာဆိုလို့ရှိရင်ပုံမှန် Dual speaker ထက်ကို stereo speaker ဖြစ်တဲ့အတွက်ကြောင့်မို့အတန်ကပူပြီးကြည်လာတာကိုတွေ့ရတယ်အတန်ကျယ်တဲ့အပြင်ကိုကြည်လဲကြည်ပါတယ်ဒီဘိုင်းလေးကတော်တော်လေးဒီလိုအဆင်ပြေတယ်နောက်ချက်ကကင်မရာဘိုင်းကိုအဓိကဦးစားပေးပြီးသုံးနေတဲ့လူမျိုးတွေဆိုလို့ရှိရင်လည်းကင်မရာက50 megapixel ဒါပေမဲ့ AI ကင်မရာနဲ့လာတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့အနေနဲ့ကင်မရာဘိုင်းမှာဆိုလို့ရှိရင်လည်းပုံမှန်ထက်ကိုကြည်ရဲဒါပေမဲ့ underwater IP69 ပါတာဖြစ်တဲ့ကြောင့်မို့ကင်မရာရဲ့ function ထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီကောင်လေးထဲမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ကunderwater တွေပါမယ်ကျွန်တော် Julia view တွေပါထည့်ရိုက်လို့ရတယ်ဒီ function လေးတွေကတော့အရင် AAC မှာဆိုလို့ရှိရင်ဒါပါနေကြမဟုတ်ဆိုပေမဲ့ဒီ Oppo ရဲ့ Oppo A6 လေးမှာဆိုလို့ရှိရင်တော့ဒီ function လေးပါထည့်လို့ရတယ်ကျွန်တော်ရေအောက်မှာတက်ပုံရိုက်လို့ရတယ်ရေဒီပါတွေဝင်သွားတဲ့အခါမျိုးမှာကျွန်တော်ရေဒီပါပြန်ထုတ်လို့ရတယ်ဒါလိုဘိုင်းနေရာကျတော့ကျွန်တော်ဒီခေါင်းလေးမှာဆိုလို့ရှိရင်ဒါတော်တော်လေးသဘောကျဖို့ကောင်းတဲ့အချက်လေးကျွန်တော်ပါတယ်ပေါ့ကဲဒါဆိုလို့ရှိရင်တော့ဒီနေ့မှာကျွန်တော် review လုပ်ပေးသွားခဲ့တဲ့ Oppo A6 ဖုန်းလေးကတော့ဒါ all rounder ကောင်းကောင်းအသုံးပြုနေတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့ပိုပြီးတော့မှအဆင်ပြေမဲ့ဖုန်းလေးတစ်လုံးပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်လည်းကျွန်တော်တို့ရဲ့ဒါ YouTube channel ကနေမှာနောက်ပိုင်းဒါထွက်ရှိလာမဲ့ဖုန်းတွေ model အသစ်တွေမှာပါဝင်လာတဲ့ feature တွေနဲ့ price to performance ကောင်းတာတွေကိုအစဉ်ပြေဒါ review လုပ်ပေးသွားမှာဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့ရဲ့လွင်မိုး YouTube channel လေးကိုလည်း like and subscribe လုပ်ထားဖို့အတွက်တောင်းဆိုချင်ပါတယ်ခင်ဗျ